Rosie ဟာဆိုရင်ဖြင့်မိမိရဲ့လိန်စိတ်တိမ်ညွတ်မှုကိုငယ်စဉ်ကလေးကသိရှိခဲ့တော့လေပတ်ဝန်းကျင်ရဲ့ခွဲခြားဆက်ဆံမှုကိုခံရမည်စိုးရင်တော့ကြောင့်မိမိရဲ့ဘဝအမှန်ကိုပုံကွယ်ပြီးနေထိုင်ခဲ့ရပါတယ်ရှင်မိဘများရဲ့အားပေးမှုဆရာသမားများရဲ့တုံ့တင်ဆုံးမတို့ကြောင့် Rosie ဒီတက္ကသိုလ်ဝင်တန်းဆောင်ပွဲကိုအောင်မြင်ခဲ့ပါတယ်ရှင်ထို့နောက် Rosie ဒီပညာရေးဒီပလိုမာ Bachelor of Arts Philosophy Second year of BD ဘွဲ့ဒီပလိုမာများကိုရရှိခဲ့ပါတယ်ရှင်။ Rosie ဒီပညာရေးလောကထဲသို့ဝင်ရောက်ပြီးတော့ပညာရေးတာဝန်များကိုထမ်းဆောင်ခဲ့ရင်အခြေအနေရရကြောင့်ပညာရေးလောကကိုစွန့်ခွာခဲ့ပါတယ်ရှင်။ထို့နောက် Rosie ဒီ NGO လောကထဲသို့ဝင်ရောက်ခဲ့ပြီးတော့မိမိဖြစ်ချင်တဲ့ဘဝမိမိဖြစ်ချင်တဲ့ပုံစံအတိုင်းနေထိုင်ပြီးတော့ယခုလက်ရှိမှာပျော်ရွှင်ချမ်းမြေ့စွာနေထိုင်လျက်ရှိပါတယ်ရှင်။